တိတ်တရာဝင်းကျင်တာကုန်ကြတဲ့တိုဖြောလင်းရဲ့ယောမီဥရီသတင်းစာစကောလာရှစ်မှာအားနည်းချက်ပေါ်မရှိနိုင်ဘူးလားမင်္ဂလာပါကျွန်တော်နာမည်ရန်လင်းထပ်ပါတိုဖြောလင်းဂျပန်နီ language center ရဲ့ founder ဖြစ်ပါတယ်လက်ရှိမှာတော့ဂျပန်နိုင်ငံချီဘစီးပွားရေးတက္ကသိုလ်မှာစီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ကိုလေ့လာသင်ကြားပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံကနေ2026လေးလပိုင်း intake 2029လေးလပိုင်း intake နဲ့ယောမီဥရီသတင်းစာစကောလာဖြစ်လာရောက်မဲ့ညီလေးတို့ညီမလေးတို့တနည်းနည်းတစ်ချိန်ချိန်ကြာရင်ကြုံတွေ့ရမဲ့ဂျပန်နိုင်ငံရဲ့ယာတီဥတုဆိုးရွားမှုတန်တနည်းအားဖြင့်နှင်းကျတဲ့အခါမျိုးမှာကြုံတွေ့ရမဲ့အခက်အခဲတွေကိုဒီဗီဒီယိုကနေပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကဲအဲ့တော့ဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ရအောင်皆さんおはようございます東京連ジャパニーラングセンターに読売電車スコラシနဲ့ဂျပန်နိုင်ငံကိုလာရောက်မဲ့ညီလေးတွေညီမလေးတွေတစ်ချိန်ကျရင်ကြုံတွေ့ရမယ့်အခက်အခဲတွေတခုပြောကြတယ်။ဒါကကြတော့ချီးပမှာမနေ့ကစပြီးတော့နေကအရန်ကြာသွားတယ်။နောက်မှမြင်တွေ့နေရတဲ့အတိုင်းပါပဲ။အဲ့တော့နေနေရန်ကြာတဲ့အခါမျိုးမှာကြုံတွေ့ရမယ့်အခက်အခဲရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံလာတဲ့လူငယ်တွေအတွက်နှင်းကြတယ်ဆိုတာကနေကိုမြင်ရရင်အရန်ပြောစရာကောင်းပေမဲ့သတင်းစာပို့မဲ့ကျောင်းသားတွေအတွက်နှင်းကအရန်အနေနဲ့ပါတယ်လမ်းပေါ်မှာနှင်းနေတင်နေတာဖြစ်တဲ့အတွက်ကြောင့်ဆိုင်ကယ်မောင်းတဲ့အခါမျိုးမှာအထူးကင်းဆိုင်ပို့လို့ပါတယ်ဒါအပြင်ကျွန်တော်တို့သတင်းစာပို့တဲ့အခါမှာတိုက်ခန်းနေပို့တဲ့သူတွေလှေကားတွေကိုတက်တဲ့အခါလှေကားကနှင်းရီကြောင့်ချောနေတာမျိုးတွေကြုံတွေ့ရမယ်ပြီးတော့ရင်ရာသီဥတုအရန်အေးမယ်လမ်းတွေမှာနှင်းနေရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဆိုင်ကယ်ကစလစ်ဖြစ်တာတွေဆိုင်ကယ်ကိုချိန်ကျိုးတဲ့မျိုးတွေကြုံတွေ့ပါမယ်အခုတိုကျိုလင်းကနေပြီးတော့ချီဘမျိုးကိုအဓိကထားပြီးတော့တင်စားစကောလာရှစ်ရှောက်ပေးတာဖြစ်တဲ့အတွက်ကြောင့်နှင်းတူနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့အန်ဒီကအရန်နေပေမဲ့ကျွန်တော်တို့ဒီတိုကျိုလင်းကနေပြီးတော့တခြားမြို့နယ်တွေဟိုကိုင်ဒိုဆိုင်တမှာဖကူအိုကာလိုနေရာမျိုးတွေဆိုရင်တော့နှင်းတူကအရန်ကိုပဲနေများပါတယ်အဲ့အတွက်ကြောင့်ကိုက2029လေးလပိုင်းမှာတိုကျိုလင်းဂျပန်နီလန်ဝစန်တာနဲ့ယောမီဥရီသတင်းစာစကောလာရှစ်နဲ့ဂျပန်ဝင်လာဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့အခုဒီချက်တွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်နံပါတ်1ယာတီဥတုရန်အေးပါမယ်နံပါတ်2ချက်အနေနဲ့လမ်းပေါ်မှာနှင်းနေရှိနေတာဖြစ်တဲ့အတွက်ကြောင့်အထူးပြုဆိုင်ရပါမယ်ကိုယ့်ရဲ့အလုပ်တွေမှာ BN နဲ့ကင်းရှင်းဖို့ကအဓိကဖြစ်ပါတယ်အားလုံးနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်ဟုတ်ပါတယ်အရှိရဗီဒီယိုမှာဖော်ပြသွားတဲ့အတိုင်းပါပဲသတင်းစာစကောလာရှစ်မှာအားသာချက်လည်းရှိသလိုအားနည်းချက်လည်းရှိပါတယ်အားနည်းချက်အနေနဲ့ယာတီဥတုအရန်အေးတဲ့တန်ယာတီဥတုအရန်ပူတဲ့တန်နှင်းအရန်ကျတဲ့အခါမျိုးမှာကြုံတွေ့ရမယ့်အခက်အခဲတွေမိုးရမ်းတဲ့အခါမျိုးမှာကြုံတွေ့ရမယ့်အခက်အခဲတွေစတဲ့အချက်တွေကသတင်းစာစကောလာရှစ်နဲ့လာမယ့်ညီတို့ညီမလေးတို့တနည်းတစ်ချိန်ချိန်မှာကြုံတွေ့ရမယ့်အရာတွေပဲဖြစ်ပါတယ်ကိုကဒီချက်တွေကိုကိုယ့်အနေနဲ့ management လုပ်နိုင်နေဆိုရင်တော့တိုကျိုလင်းရဲ့2029 April intake မှာလာရောက်ရှောက်ထားလို့ရပါတယ်ဘာလို့လာရောက်လျှောက်ထားတင်တာလဲဆိုတဲ့အချက်ကိုကျွန်တော်အခုတစ်ခါလေးရှင်းပြပေးတော့တိုကျိုလင်းရဲ့ထိရောက်သောလေ့ကျင့်ခန်းတွေနဲ့ဂျပန်စာကိုသင်ကြားပေးမှုဒါအပြင်ဂျပန်ရောက်တဲ့အခါမှာလည်းဆိုင်ကယ်မောင်းလိုင်စင် WCC လိုင်စင်ကိုတစ်ခေါက်တည်းနဲ့အောင်မြင်အောင်မြန်မာနိုင်ငံမှာတည်းကဂျပန်နိုင်ငံမှာရှိတဲ့ကာညနာတွေကဖွင့်ပြတဲ့သင်တန်းတွေကိုမိတ်ဆက်ပေးခြင်းအခမဲ့လေ့ကျင့်ခန်းတွေပြုလုပ်ပေးပါတယ်အဲ့ဒီအတွက်ကြောင့်ညီတို့ညီမလေးတို့သတင်းစာစကောလာရှစ်အင်တာဗျူးအောင်မြင်ပြီးတဲ့အခါမျိုးမှာတော့ဂျပန်နိုင်ငံကိုရောက်တဲ့အခါမျိုးမှာအခက်အခဲတွေလုံးဝမရှိအောင်ကျွန်တော်တို့ပြောနေမှာရှိရပါတယ်အဲ့ဒီအတွက်ကြောင့်အခုပဲစတင်ရှောက်လိုက်ရအောင်အားလုံးပဲဗီဒီယိုစတော့ကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်